တန်ချိန်သိန်းချီလေးချိန်ရှိတဲ့ကုန်တင်တင်မိုးကြီးတွေဟာအေယာမလိုင်းလုံးကြီးတွေထဲမှာယူဇမတန်ရိမ့်ထိုးနေပေမဲ့လည်းဘာကြောင့်နစ်မြုပ်လေမရှိလာလဲဒါဟာကံကောင်းလို့မဟုတ်ပါဘူးတင်မောဒဇင်းကိုတားရဲကြီးတကောင်လိုခိုင်းမအောင်တိဆောက်ထားလို့ပဲဖြစ်ပါတယ်အခြေခံအားဖြင့်တင်မောဒဇင်းဆိုတာရေထဲကအေယာမပစ်တိုင်းထောင်အယုတ်ကြီးတစ်ခုပါပဲတင်မောပေါ်မှာအလေးဆုံးအရာဖြစ်တဲ့အင်ဂျင်ကိုအောက်ခြေအနက်ဆုံးမှာတပ်ဆင်ထားပါတယ်ဒါဟာပစ်တိုင်းထောင်အယုတ်တို့ရဲ့အောက်ခြေမှာခဲတုံးထည့်ထားတာနဲ့ဆင်တူပါတယ်ပြီးတော့ဦးပိုင်းကညီပဲ့ပိုင်းအထီတွဲတန်းနေတဲ့ကြောယူတန်းပကြီး kill again ငါးစုတောင်တွေလိုအလုတ်လုတ်တဲ့ဘေးဘတ်တီငင်ကြီးစူးတောင် stabilizer fins တွေကိုပါပေါင်းတည်ထားပါသေးတယ်။ line တွေကဘဲဘတ်ကိုတွန်းတိုက်တဲ့အခါအဲ့ဒီစူးတောင်တွေကညာဘတ်ကိုပြန်လဲတွန်းကန်ပေးတဲ့အတွက်ရင်းထိုးခြင်းကိုအများကြီးလျော့ကျသွားစေပါတယ်။ပြီးတော့တင်ပေါ်ရဲ့အတွင်မိုင်လဲရှိပါသေးတယ်။ကိုထေကိုရေလုံတဲ့အခန်းပြောင်းများစွာနဲ့ဂဟေစော်တိဆောက်ပါတယ်။တင်ပေါ်ကိုတောက်ခတ်ထားတဲ့အခန်းငယ်လေးတွေအများကြီးအဖြစ်ခွဲခြားထားတယ်လို့တွေးကြည့်လိုက်ပါ။အခန်းတစ်ခန်းရေဝင်သွားဟင်းတောင်တခြားအခန်းတွေက6တွေ့နေပြီးတင်းဘောကိုဆက်လက်ပေါ်လောဖြစ်စေပါတယ်။ဒါကြောင့်ဆိုးရတဲ့ရေယိုစိတ်မှုတစ်ခုဖြစ်ရောက်နေတင်းဘောတစ်စင်းလုံးနှိမ့်မြုပ်သွားမှာမဟုတ်ပါဘူး။ဒါအပြင်ရှိပါသေးတယ်။ကျန်းထန်းနဲ့ပင်လယ်ပြင်မှာတောင်တင်းဘောကိုရှေ့ဆက်သွားနိုင်အောင်အင်ဂျင်တွေကအေယာမရေအောက်ပန်ကာကြီးတွေကိုလဲပတ်ပေးပါတယ်။အဲ့ဒီအပေါ်မှာပဲတက်မကဒီအေယာမတင်းဘောကြီးကိုမှန်ကန်တဲ့ဥတီယာစီဆက်လက်ထိန်းချောင်းပေးနေပါတယ်။ဒါကြောင့်အေယာမတင်ပေါ်ဒဇင်အတွက်ကျွန်တော်တို့အဖို့ကဘာပလက်မလို့ထိတ်လန့်စရာကောင်းတဲ့လိုင်လုံးကြီးတွေက22ဖောင်အလေးချိန်ရှိတဲ့လူတစ်ယောက်ကိုတနာလီမိုင်60နှုန်းရှိတဲ့လေပြင်းတိုက်ခတ်သွားတယ်လို့တော့ပဲခံစားရစေမှာပါ။ကျန်းထားနဲ့အကြီးဆိုတဲ့ဆိုပေမဲ့သူ့ကိုလဲကျသွားဖို့တော့လုံလောက်ပါဘူး။တင်ပေါ်ကကြောက်ဆောင်တွေဒါမှမဟုတ်ရေခဲဆိုင်ကြီးတွေကိုဝယ်မတိုက်တဲ့ဆဲကများသောအားဖြင့်ပေးကင်းနေမှာဖြစ်ပါတယ်။